ဖုန်းလေးတစ်လုံးရှိုံနဲ့ပုံတွေကို lighting တွေကာလာတွေရှိန်ကြီးရတာဒီဇိုင်းတွေဖန်တီးရတာပြင် video editing ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ရှင်ပါတလားဒါဆိုရင်တော့ကျွန်တော်တင်တန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်ကတော့ဟိန်းဒီအောင်ဖြစ်ပြီးတော့ creative area ဖောက်နယ်တူလည်းဖြစ်ပါတယ်ခင်ဗျာလက်ရှိထိုင်းနိုင်ငံရဲ့ company တစ်ခုမှာ graphic design video editing အပိုင်းနဲ့အလုပ်လုပ်ကိုင်နေသူတယောက်ဖြစ်ပြီးတော့ freelance photographer တယောက်လည်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ကဥပမာပြောရလို့ရှိရင်လူ10ဦးမှာ laptop တွေ computer တွေမရှိကြပါဘူးဒါပေမဲ့လူ10ဦးလုံးမှာ mobile phone တွေကိုစီရှိကြပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့လက်ထက်မှာရှိတဲ့ပုံလေးတစ်လုံးနဲ့ပဲပုံလေးကိုပြင်မယ်ပြီးတော့ design တွေဖန်တီးမယ် video editing တွေကိုကျွမ်းကျင်တဲ့အဆင့်ထိလုပ်တတ်ရှင်တဲ့လူတွေအတွက်ယခုကျွန်တော်ဒီတင်တန်းလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတင်တန်းထဲမှာဆိုလို့ရှိရင် photo editing နဲ့ video editing နှစ်မျိုးရှိရပါတော့ photo editing အပိုင်းထဲမှာ Adobe Mobile Light ဝင်နေပါတော့ဒီကိုရိုက်ထားတဲ့ပုံတွေကင်မရာနဲ့ဖြစ်စေဖုန်းနဲ့ဖြစ်စေဒီရိုက်ထားတဲ့ပုံတွေကဒီ lighting တွေမမှန်ဘူး exposure မမှန်ဘူးပေါ့နော်အရင်နင်းလုံးနေတာအရင်မှောင်လုံးနေတာကိုကျွန်တော်တို့ဒီ exposure မှန်အောင် lighting တွေ highlight တွေ share တွေပေါ့နော်ဒါအခြေအနေကြားတဲ့ဟာတွေကို basic အနေနဲ့ပြန်ပြီးတော့ပြင်မှာပေါ့နော်ဒါလေးပြီးလို့ရှိရင် color တွေပေါ့နော်ကိုကဘယ် color ထည့်တင်တာလဲပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ဒီ color grading လုပ်တဲ့အပိုင်းတွေကိုတင်ကြားပေးထားတယ်ပြီးလို့ရှိရင်နောက်ထပ်portrait ပုံတွေပေါ့နော်လူပုံတွေဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ skin တွေအသားတွေမငြင်မညာတွေဖြစ်တာဒီအသားရရှုံးမော်လောက်တာတွေအဆက်ပြောက်တွေဖြောက်တာဒါတွေကိုလည်းအသေးစိတ်ပေါ့နော် step by step တင်ကြားပေးထားတယ်